အားလုံးပဲမင်္ဂလာပါရှင်အခုတခါတင်ဆက်ပေးခြင်းတဲ့စာအုပ်ကလေးကတော့ဆရာနိုင်ဝင်းဆွေရေးသားထားတဲ့မသိန်းရှင်စီပို့ပေးပါဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်အပိုင်း1 1964နှင်းတူကြီးပိတ်ဆို့မှောင်ပိန်းနေသောနနက်များ၌ယထာကြီးသည်ဘူရာယုံရှိမှထွက်ခွာရန်ကြောက်ရွံ့တုန်လှုပ်နေသည်မထွက်ခွာ၍လည်းမဖြစ်သူသည်မိခိုးများကိုမှုတ်ထုတ်လိုက်ပြီးတညီညီတညူညူဖြင့်ထွက်ခွာရတော့သည်ရှေနာကွက်ကွက်လေးသာမြင်ရသည်မိမောင်းကိုဖွင့်လိုက်သည်ဖြတ်တန်းမှုအရှိန်ရလာလျင်သူ့သွေးများသည်လည်းစုပွက်ခါသူသည်တစတစအကြောက်ပြေလာနေသည်တောင်တွင်းကြီးဘူရာယုံပလက်ဖောင်းမီးအောင်များကိုလွန်လာခဲ့လျင်သူသည်သူ့ကိုယ်သူအားပေးသည်အုတ်ဩတန်ရှိတစ်ချက်ကိုညှစ်ထုတ်အော်ဟစ်လိုက်သည်ချက်ချင်းသူ့အုတ်ဩတန်ကိုပတ်ဝန်းကျင်မှလာသောဩဘာကောင်းကြီးတန်များဟုကြောင်ကတန်းဖြင့်တွေးကာသူသည်အမှားမှအယွင်ယွင်အားတက်လာသည်ပို၍မှောင်ပိန်းနေသောအမောင်တူကြီးအတွင်သို့သွေးယူသွေးတန်းဖြင့်ခွဲဖြတ်ဝင်ရောက်နေသည်ကျွန်တော်သည်ဤယထာကြီးဤစက်ကရိယာအစိတ်အပိုင်းတစ်ခုလိုပင်တွဲတွဲဤတောင်ဘက်အမောင်ရိပ်ထဲမှလိုက်ပါနေရသည်ကျွန်တော်သည်ပြပြပြင်းပြင်းမမြင်ရသည်တောင်တွင်းကြီးမြို့ကိုအမှတ်မထင်ကြည်လာခဲ့သည်ဘူရာယုံမှမိယောင်များသည်အနောက်သို့ဆုတ်ပြေးကာတင်းငယ်နေရခဲ့သည်မြို့ဘက်မှလမ်းထက်မိတိုင်အယောင်များသည်ယထာကြီးပေါ်ဖြက်ခနဲလာထိနေကြလျက်မြို့ကြီးမှာငြိမ်သက်နေလျက်ရခိုင်ဖျားပြက်ကြီးဤတုတဲ့သည်အမောင်ရိပ်ထဲမှအမောင်မဲကြီးတစ်ခုအဖြစ်ဖြင့်အမြင်၌ဖြတ်တန်းနေခဲ့လျက်ရထားကြီးသည်ဂွေးအရှိကြီး၌ဖြည်းဖြည်းရွရွကွေလိုက်၏တဖန်ကုန်းရွာကလေးဘက်မှရေနံစီမီးခွက်မီးရောင်မိန်မိန်များသည်တဖြက်ဖြက်လာရောက်ရိုက်ခတ်နေပြန်သည်အမောင်တူကြီးအတွင်၌အလင်းရောင်ငယ်များသည်ပြောပါပွဲမရှိဤအလင်းအမောင်အလင်းတို့သည်ယထာကြီးပေါ်၌သာဖြတ်တန်းနေသည်မဟုတ်ယထာကြီးပေါ်တွင်ပါလာသည်များသက်ရှိသက်မဲ့အပေါင်းအပေါ်၌သာကြာရောက်နေသည်မဟုတ်ကျွန်တော်ခန္ဓာကိုယ်ပေါ်၌သာကြာရောက်နေသည်မဟုတ်ကျွန်တော်နှလုံးသားပေါ်တွင်လည်းကြာရောက်နေကြ၏ယထာကြီးကဘာမှခံစားရမည်မဟုတ်သူသည်စက်ကရိယာဖြစ်၏အေးခြင်းပူခြင်းကိုမသိအမောင်နှင့်အလင်းကိုမသိအုံနောင်မရှိအသက်မရှိခံစားမှုမရှိနှလုံးသားမရှိရည်ရွယ်ချက်မရှိကျွန်တော်လဲစက်ကရိယာတစ်ခုပဲလားဟုကျွန်တော်သည်အသက်မထွက်သောမိကွန်းကိုမေးနေမိပြန်သည်ကျွန်တော်နှလုံးသားများမှာခံစားမှုမှန်သမျှစိတ်သုံးကွယ်ပြောက်စာပြုတ်နေပြီဖြစ်သောစက်ကရိယာပဲလားကျွန်တော်အုံနောင်မှာအမောင်များအတွင်၌မယုံဝင်မကန်ဝင်မလှုပ်ရှားဝင်ငြိမ်သက်နေရသောအုံနောင်များပဲလားဤယထာကြီးပေါ်၌ကြောက်ပတောင်းမှမှောင်ခိုထညက်များတင်ရန်လိုက်ပါလာခဲ့သောကျွန်တော်ငင်းဆက်မရအောင်မျက်နှာနာနေသောမှောင်ခိုသမားများပါလာနေသည်သူတို့ကိုကျွန်တော်မဖမ်းရတော့သည့်အကြောင်းရင်းကိုရှာဖွေနေမိပြန်သည်သူတို့ပါလာသဖြင့်ကျွန်တော်သည်အလုတ်ပြုတ်သွားနိုင်သည်လွတ်မြောက်ရမရှိအကျဉ်းချသွားနိုင်သည်ကိုလည်းမတွေးမိ၍မဟုတ်ကျွန်တော်စိတ်ကယထာကြီးခုံမောင်းနေသည်ဟုမထင်တော့ပေမှောင်ခိုသူများထညက်တောင်းကုန်များစီစားကြက်သွန်လက်ဖက်ချောက်ငရုတ်သည်စနွေးမုံစားသည်တားမြစ်ကုန်းများကပ်ဘူစက်ကောင်းမောင်းအညီနှံ့များမုတ်ဆိုးများသားရိုင်းသမင်များရွှွရှာပွေရများကြောင်းသားများရဟန်းတန်ငါများလူသားများပျက်စီးမှုများအနံ့ဆိုးများစသည်တက်ရှိတက်မဲ့အပေါင်းသည်အထွေးထွေအရှုပ်ရှုပ်ဖြစ်ခါဘယ်စီသို့သွားနေမှန်းမသိသည့်ရေစီးချောင်းကြီးတစ်ခုအတွင်၌ဗယံပဒါမျောပါနေသည်ဟုထင်နေပြန်သည်အမောင်တူကြီးကိုအစုံအစားမရှိနှက်ဆိုင်လာသည်ပင်လေပြင်းကြီးဟု၍လဲတွေးနေမိပြန်သည်အတန်ကြာလျင်နှင်းများပိတ်တီးနေသည့်အမောင်ထဲ၌အာယုံရောင်ကြီးများသည်လှပစွာပြုတ်အံလာနေကြပြန်သည်ဇလုံးချောင်းသို့ရောက်တော်မူ
ဇလုံးမတက်ရောက်လာကြမည်ကိုရွှေရောက်နှင့်သား3ယောက်ကိုရွှေရောက်အဖွဲ့သားများကိုစိတ်၌မြင်တွေးနေမိပြန်သည်ဇလုံးချောင်းပူတာရှိသို့ရောက်လျင်ရထားသည်အမောင်တို့ထဲ၌ငြိမ်သက်စွာထိုးဆိုင်ရက်လိုက်သည်ကျွန်တော်သည်ရထားအရှိန်တက်လိုက်ခတဲ့ကရထားပေါ်မှဖြတ်ခနဲခုန်ဆင်းလိုက်သည်ပလက်ဖောင်းပြက်တနေရာ၌ရက်လိုက်ပြီးဒီမှာလက်မှတ်လာယူကြဒီမှာဟုကျွန်တော်သည်နေ့စဉ်အော်ဟစ်နေကြအတိုင်းအော်ဟစ်နေရသည်ဤပူတာမဲ့ရုံပိုင်မဲ့ကန်ထရိုက်တာမဲ့ပူတာတွင်ခရီးသည်များသည်ပလက်ဖောင်းပြက်အတိုင်းကျွန်တော်ရှိရာသို့စိတ်မှန်းဖြင့်အလဲလဲအကွဲကွဲပြေးလာနေကြသည်ကုန်တင်စရာရှိတယ်ဆရာဟုခရီးသည်တူသည်အဝေးကလေးကလှမ်းပြီးအော်လာသည်ကပ်ဖို့ကိုအောင်ကျော်သည်မှန်အိမ်ဆွဲပြီးကောင်းပွိုင်ဟန်ဖြင့်ကျွန်တော်အလုတ်လုံနေသည်ကိုထိုးပြပေးနေသည်ရင်မတုတ်လို့ဟိဟုသူသည်လောဆော်နေ၏ကျွန်တော်သည်လက်မှတ်ရောင်းတစားလုံးအလုပ်များကိုအပြေးအလွှားအမြန်ဆုံးလှုပ်ဆောင်နေရင်ကိုရွှေရောက်၏အဖွဲ့ကိုလည်းလှမ်းကြည့်နေပြန်သည်ကိုရွှေရောက်နှင့်သူ့လူများသည်လက်မှတ်မယူဘဲနဲ့ရထားတွဲများပေါ်ပြေးလွှားတက်ရောက်နေကြ၏ကိုရွှေရောက်သည်သူ့သား3ယောက်ကိုရထားပေါ်တက်ခိုင်းပြီးသူကိုယ်တိုင်မှမူပလက်ဖောင်းအစုံအမောင်ရိပ်၌ရက်ခါကျွန်တော်ကိုလှမ်းကြည့်နေသည်သူ့ခြေထောက်၌ဖက်နှက်မပါသူ့လေပင်တွင်ပစိုးစုပ်တစ်ထည်ရစ်ပတ်ထားသည်သူဤပြဆက်မင်းသားဟန်သပင်ရွှေများသည်စီမလိမ့်မဖီးတင်သဖြင့်သူ့မျက်နာပေါ်တွင်အရက်ရှိမျက်နာ၌ဖယိုဖယဲဝဲကြနေသည်အလုတ်ပြီးရင်ခတ်ဖို့သည်ဝီစီကိုစစ်မိန်ပေးတန်လို့အာကုံမှုတ်လိုက်ပြီးမီးစိမ်းရမ်းပြလေသည်ရထားကြီးထွက်ခွာလာမှကျွန်တော်သည်လူစည်းတွဲတွဲပေါ်တွဲတက်လိုက်သည်ကျွန်တော်နောက်မှကျွန်တော်ကိုအမိဖန်ရန်ကိုရွှေရောက်သည်လဲဖြက်ခနဲခုန်တက်လာသည်ကျွန်တော်နှင့်ကိုရွှေရောက်သည်ရှင်ရက်နေမိကြ၏ရထားအရှိန်ရလာစဉ်တွင်ကိုရွှေရောက်သည်သူ့လက်အတွင်း၌ကြစ်ကြစ်ပါအောင်ဆုပ်ကိုင်းလာသောကြက်တံအနွမ်းအကြေများနှင့်အကျွေစိတ်ကလေးများကိုကျွန်တော်လက်အတွင်းသို့လှမ်းထည့်ပေးနေသည်သူ့လက်များမှာချမ်းအေးနေသောကြောင့်တကြောင်ကြောက်ရွံ့တုန်လှုပ်နေသောကြောင့်တကြောင်တုံရင်နေသည်ကျွန်တော်တို့ရှိရောက်စရာတအုပ်စုလုံးလားကိုဖိုးကျော်သူ့မိန်းမဆုံးလို့နေရစ်ခဲ့တယ်ကျွန်တော်သည်သူ့ပေးသည့်ငွေများကိုဘောင်းမီအိတ်ထဲသို့မထည့်သေးမီအမောင်ရိပ်ထဲ၌သူ့မျက်နှာကိုရှာကြည့်နေမိပြန်သည်သူ့ပေးသည့်ငွေမှာ13-4ချက်များရှိမည်သူတို့ရှိရအတွက်ကြောက်ပတောင်းအထိလက်မှတ်မဲ့ဖြင့်စီးခွင့်ပြုရန်ပေးသည့်ငွေသူတို့သည်လက်မှတ်ခအတိအကျဖြင့်လက်မှတ်ဝယ်ယူစီးနိုင်သည့်အထိသူတို့မှောင်ခိုထညက်များအပေါ်မှမျက်စွန်းကြသည်မဟုတ်သူတို့ရသည့်အမျက်ထဲမှကျွန်တော်ဂတ်ပိုမိရထားရဲများရှာဖွေရေးများကိုပေးရသည်ကျွန်တော်သည်သူ့မိန်းမနေမကောင်းဖြစ်နေသည်ကိုတတိယနေပြန်သည်ခမည်းမိန်းမတက်တာဗလားဟုမေးနေမိသည်ဒီလိုပဲဆရာစေးမထိုးဘူးလားဘာအင်းနာလဲမြို့ကိုသွားထိုးဖို့ကလည်းပတ်စံမရှိဘူးကျွန်တော်တို့စီမှာစေးလာလာကူနေတဲ့လူကလည်းစေးတွေပြက်နေလို့တဲ့ကျမ်းမာရေးမူလားမဟုတ်ပါဘူးမြင်းလဲသမားပါအားကိုးရပါတယ်ဆရာ။ तू ကစေးထိုးသိပ်ကောင်းတာပတ်စံလည်းသိပ်မယူဆရာဝန်တွေပါတယ်လို့ကြီးကြီးကျယ်ကျယ်လှုပ်တဲ့လူလည်းမဟုတ်ဘူးကျွန်တော်ငြိမ်သက်နေမိပြန်၏ကိုရွှေရောက်ကခလေးတစ်ကြိတ်ကြော်ကြော်ကျွေးမွေးနေရသူသူ့မယားကအစဉ်အမြဲမမကြမ်းဖြစ်နေသူအရွယ်မရောက်သေးသောသားကလေး3ယောက်ကိုပါမှောင်ခိုလုပ်ခိုင်းနေရသူကျွန်တော်ကပ်ပိုမိရထားရဲများနဲ့ရှာဖွေရေးများကိုရှာဖွေကျွေးမွေးနေရသူသူသည်တခုခုကိုနက်နက်ရှိုင်ရှိုင်တွေးလာနေခဲ့ပုံဖြင့်ဒီလိုပေါ့ဆရာဟုအရင်မရှိအဖျားမရှိစကားပြောနေပြန်သည်ကျွန်တော်သည်ငွေတဝက်မျှကိုအိတ်ထဲထည့်လိုက်ပြီးတဝက်ကိုကသူ့မိန်းမဆေးကိုရန်အတွက်ပြန်ပေးနေမိပြန်သည်သူသည်ပြန်ယူရန်ညှင်းဆန်နေသည်သူ့ငွေများအကုန်မယူသဖြင့်သူ့ကိုကျွန်တော်ကဒုက္ခပေးတော်မည်ဟုကြောက်ရွံ့နေပြန်သည်ကျွန်တော်သည်သူ့ကိုပြန်ယူရန်တိုက်တွန်းနေရင်စိတ်မောနေမိသည်နောက်ဆုံး၌ကျွန်တော်ပြန်ပေးသည့်ငွေများကိုလှမ်းယူသောအခါတွင်သူ့လက်များတဆက်ဆက်တုံးနေသည်ကိုသတိထားမိလာသည်သူ့မျက်လုံးအိမ်၌လှိုက်လဲသောမျက်ရည်များပြည့်လာနေသည်ကိုကျွန်တော်မမြင်ရဘဲနဲ့သိနေခဲ့သည်ဒီပြင်လူတွေဆိုရင်ဘလောက်ပေးပေးကျင်းနေကြတာမဟုတ်ဘူးတချို့မိန်းကလေးတွေဆိုရင်ငွေတွေမကျင်းနဲ့လို့ဟိုဟာပါပေးရတာ
ငွေနဲတယ်ဆိုပြီးထက်တောင်းကြတာမြခင်လေးဆိုကြည့်ပါလားအသက်73နှစ်မပြည့်သေးဘူးစရောက်ကလေးတောင်မထားရထားနေတော့ဟိုဟာပါပေးရလို့ဘိုက်ကလေးပူးလာတာဟုသူကစိတ်ထဲမှာပြောနေသည်ကိုလေကျွန်တော်စိတ်အာရုံ၌လာ၍ကြားနေရပြန်သည်အေးဗျာဒီလိုပဲပေါ့ဗျာကြည့်တော့လောက်ကြပေါ့ဟုကျွန်တော်သည်မှားကြားနေမိ၏စိတ်ချပါဆရာဆရာကိုမထိကြိုက်ပါဘူးဘယ်တော့မှကျွန်တော်တို့သားဖားတွေထညက်ကိုမမိပါဘူးခမည်းတော်စိတ်ချပါတယ်ခမည်းတော်ကျွန်တော်ကိုဘယ်တော့မှဒုက္ခမပေးဘူးဆိုတာယုံတာပေါ့ဗျာဒါပေမဲ့ရှာဖွေရေးတွေပါတွေမိရင်ကျွန်တော်မှတာဝန်ရှိတာပဲဟုတ်ပါတယ်ဆရာအလုပ်ပြုတ်နိုင်တယ်ထောင်ကျနိုင်တယ်သူဆက်ပြောသည်ကိုယထာခုံမောင်းနေတဲ့စူညံနေသဖြင့်ကျွန်တော်မကြားရတော့ပြီသူထညံများကိုမြည်သည့်အခါ၌မြည်သူများကဖန်မိမဟုတ်သူဤလျှို့ဝှက်ချက်ကိုကျွန်တော်လည်းမသိအမှန်တွင်ကြောက်ပတောင်တောင်တွင်ကြီးခုံမောင်းနေရ၌ယထာနှစ်စင်လဲလှယ်ခုံမောင်းနေရယထာတစ်စင်ဤအိမ်နာတစ်ခုတွင်အပေါ်အမိုး၌အပေါက်တစ်ခုပါသည်ထိုအပေါက်အတွင်းမှသူတို့ဤပစ္စည်းများကိုလျှို့ဝှက်တင်ဆောင်နေခဲ့ကြ၏ကျွန်တော်သည်ဤယထာပေါ်၌မှောက်ခိုသမား20ထက်မနည်းပါနေခဲ့ပြီကိုတွေးမိကစိတ်နှလုံး၌လေးလံလာနေပြန်သည်ပင်ချောင်းအောင်နိုင်မြင့်သားများကိုတန်းမြို့တစ်ကိုတန်းကြောက်ပတောင်ဆိုမြင့်မြည်သူတွေကဖန်စီကျွန်တော်၌တာဝန်ကင်းမည်မဟုတ်ကျွန်တော်က TBC ယထာလိုက်ဘူတာစီရေးဖြစ်၍ယထာတစ်စီလုံးလက်မှတ်စစ်တစားမဲ့ပစ္စည်းဖန်မောင်ခိုပစ္စည်းဖန်စသည့်တာဝန်များကိုထမ်းဆောင်နေရသူအကယ်၍တစုံတဦးကရန်ညှိုးဖြင့်ဖမ်းဆီးစစ်ဆေးလျင်ရှောင်ရှားကွက်မရှိသူမောင်ခိုသူများနဲ့လည်းတသွေးတဲ့တသားတဲ့ရင်းနှီးချစ်ခင်နေကြသဖြင့်မျက်စိမိန်နေရသူကျွန်တော်သည်နီးပြရန်ခဲတံကိုကိုင်ကြည့်နေရင်ဤယထာပေါ်၌ကျွန်တော်ကဖမ်းဆီးနိုင်သောအာဏာပြည့်စုံသူဘရင်ကလေးတစုဖြစ်နေသည်ကိုတွေးနေမိ၏ဤနီးပြရန်ကလေးဖြင့်ချဲလဲခြင်းသလိုရနေနိုင်သောအခွင့်အတူရရှိနေပုံမှာဝမ်းသာအားရစရာလားဟုတွေးနေမိပြန်သည်ဤသို့ဖြစ်နေရပုံမှာကမောက်ကမာဖြစ်နေခြင်းပေလားအယုံသည်ပိုး၍လင်းလာ၏အမောင်နှင့်အလင်းများရောထွေးလာနေပြန်သည်မြို့သို့ရောက်လျင်အလင်းရောင်ပျော့အတွင်၌နှင်းဆက်များကျနေသည်ကိုမသေးမကွဲမြင်လာရသည်ဘူရာကွေး၌ယထာဆရက်ချိန်တွင်အလင်းနှင့်အမောင်ကြား၌အရာဝတ္ထုများသည်မသေးမကွဲရောထွေးနေကြလေသည်မြို့လွန်ဘူရာစရီသိန်းလွင်ကြီးသည်နက်နက်စောစော၌အယံမူးနေလျက်ကတ်တွဲသို့ခက်ရန်ရိုင်းလျှောက်လာတတ်သည်သူကိုယ်ပေါ်မှယူနီဖောင်းဝတ်စုံမှညစ်ထေးနေသည်သူဤထညက်တဲဘူရာယုံရှိတွင်ခီးသည်များသည်အလူအယက်တိုးဝေနေကြဟိုဘက်၌ကထမ်းပင်များညောင်ပင်များဈေးဆိုင်များမြို့လွန်ဈေးတန်းနှင့်မြို့လွန်ရွာတွင်နှင်းများပိတ်ဆို့မှောင်နေသည်ကျွန်တော်သည်ဤဘူရာသို့ရောက်လျင်လူစည်းတွဲအဝမှရက်ခါဦးကောင်းစုံဤအကျော်တဲဆိုင်ဝါဘက်သို့အစဉ်အမြဲလှမ်းကြည့်တတ်သည်အကျော်တဲဆိုင်ရှိဘက်ညောင်ပင်ကြီးအောက်ရှိထိုင်ကုန်၌ညွညွကိုတွေ့နေကြဖြစ်နေသည်သူသည်ယထာကြီးဝင်လာလျင်ကျွန်တော်ကိုမြင်ရန်လှမ်းကြည့်နေတတ်၏ထိုနေရာမှထရက်ပြီးသူ့ကုံစိမ်းတောင်းများချထားရာတန်လန်းနှစ်ပေသို့တုတ်ပြေးလာကသူ့တောင်းများကိုရေးကြည့်တုတ်ပြတင်လေသည်ကြတော့သူထိုင်နေကြဤညောင်ပင်ကြီးအောက်ဦးကောင်းဆောင်ဆိုင်ရှိထိုင်ကုန်ပေါ်တွင်မိုးမလင်းမီနှင်းမုံများဝင်နေစဉ်တွင်သူ့ကိုမြင်တွေ့နေရသည်မှာစိတ်၌အဆွဲအလန့်တစ်ခုလိုဖြစ်လာသည်သူဤနေရာကလေးတွင်ထိုင်ပြီးယထာကြီးကိုစောင့်ကျွန်တော်ကိုရှာဖွေကြည့်နေတတ်သည်မှာကျွန်တော်တောင်တွင်းကြီးကြောက်ပတောင်းလန်းသို့ရောက်လာစားကလေးကဖြစ်သည်ထိုအခါကမူသူသည်လည်းကလေးတသားအရွယ်ကလေးစံရစ်စတောက်ကလေးနဲ့ဖြစ်၏သူသည်ယထာကြီးဆိုင်ရက်လျင်ထိုနေရာမှဒုံဆိုင်ပြေးလာတတ်၏သူကောင်းပေါ်မှစံရစ်စတောက်စပင်များသည်တဖွာဖွာဝဲနေတတ်သည်သူ့လေပင်၌ပစိုးစုပ်တစ်ထည်တင်ထားကဖိုးရိုးဖားရဖြစ်နေသည်သူ့ပါပေါ်တွင်ကြောက်နေနှဆွဲကလေးသည်ရင်းကလှုပ်ရှားနေသည်သူ့ပါကလေးများမှာအပြိုသွေးသစ္စာဖောင်းကြွနေသည်သူသည်မြို့လွန်နှင့်တမိုင်မြသာဝေးသည့်ပတိကုန်းရွာသူဖြစ်၏သူသည်ဖခင်မျက်မမြင်ကြီးကို၎င်းမိခင်လူမမာကြီးကို၎င်းသူ့ကုံစိန်ရောင်းရငွေကလေးဖြင့်လောက်ကင်ကျွေးမွေးနေကမောင်လေးတယောက်ကိုလည်းကြောင်းထားပေးနေရသည်ကိုကျွန်တော်မသိခဲ့သူဈေးပတ်လိုက်ရောက်၍
မျက်ငွေမှာ3-4ချက်မျှသာရှိသဖြင့်ရထားလက်မှတ်ကိုလည်းဝယ်မစီနိုင်ကုန်ပစ္စည်းများကိုလည်းတစားမလုံနိုင်ကျွန်တော်ဤလန်းသို့ရောက်စာနှင်းများဝင်နေသောတမနက်တွင်ကျွန်တော်လက်မှတ်စစ်သောအခါသူသည်အိမ်သာနဘေး၌ရက်နေရင်ကျွန်တော်ကိုမျက်လုံးပြူကြီးများဖြင့်ကြည့်နေခဲ့သည်ကျွန်တော်လက်မှတ်တောင်းနေသည့်လက်ကိုမကြည့်ပဲကျွန်တော်မျက်နှာကိုသာမော့ကြည့်ရင်မျက်တောင်ကော်ကြီးများကိုသာပုတ်ခတ်လှုပ်ရှားနေခဲ့သည်သူ့မျက်နှာမှာတဖြည်းဖြည်းဖြူဖြော်လာနေသည်သူသည်ကြောက်ရွံ့သဖြင့်ငိုလိုက်တော့မည်အတိုင်းဖြစ်နေခဲ့သည်အတော်ကြာမှသူသည်တုံရင်နေသောလက်များဖြင့်သူ့ချွေးခံအင်ကြီးအောင်အိတ်ကက်အတွင်သို့နှိုက်နေသည်လက်ပြန်နှုတ်လျင်လက်မှတ်မပါပဲကြက်တံကလေးတွေ့ရသားပါလာသည်ရထားသည်ပလင်းချောင်းတရားရှိကြီးကိုဖျက်ကျော်နေ၏လက်မှတ်မပါဘူးလားဟုကျွန်တော်ကအတန်မြင့်ပြီးမေးနေသည်ဟုတ်ကဲ့အမြဲတမ်းဒီလိုပဲစီးနေရလားဟုတ်ကဲ့ဒါဖြင့်ဖမ်းရမှာပေါ့ညွညွမြို့သိရောက်ရင်လက်မှတ်စင်းဝယ်ပါမယ်ကိုစိုးမြင့်လိုက်တော့ဟာညွ9မှုလောက်ပေးရင်တမားစိအထိလိုက်ရတယ်သူ့အတန်မှာတုံရင်နေခဲ့သည်သူ့ငွေတစ်ချက်ကိုပြန်ထည့်ထားရန်ပြောသောအခါသူသည်ပို၍ကြောက်ရွံ့လာကမျက်ရည်များဝိုင်းလာနေသည်ဒါဖြင့်မြို့သိရောက်ရင်ငါနောက်ကလိုက်ခဲ့လက်မှတ်လိုက်ဝယ်ပေါ့ဟုပြောလျင်သူသည်ခေါင်းတစ်ဆက်ဆက်ညှိနေခဲ့၏သူ့ကိုဖမ်းရန်အတွက်ဘူရာအတွင်းသို့ခေါ်သည်ကိုသူမသိပေကျွန်တော်သည်သူ့အနားမှခွာပြီးလက်မှတ်လျှောက်စစ်နေစဉ်၌သူသည်ကျွန်တော်ကိုစိမ့်စိမ့်ဆာဆာလိုက်ကြည့်နေခဲ့သည်မြို့သစ်ဘူရာတွင်ယထာရလျင်သူသည်ကြက်တံတရွက်ကိုင်းလျက်ကျွန်တော်နောက်မှရှောက်လိုက်လာခဲ့၏သူများလက်မှတ်မယူတော့ဘူးလေဒီပတ်စံကိုယူပါလားတခါတလေတော့လက်မှတ်ယူမှုရရှိအောင်ယူမှပေါ့ကွယ်ကျွန်တော်ယုံပိုက်စပွဲရှေ့သို့ရှောက်သွားသည်သူသည်နောက်ဖက်မှတကောက်ကောက်လိုက်လာခဲ့သည်ကျွန်တော်သည်သူ့ကိုစပွဲရှေ့တွန်းပို့လိုက်ပြီးလက်မှတ်မဲ့ဖြင့်အပ်လိုက်၏သူ့တောင်းများကိုလည်းအလုတ်သမားများချထားလိုက်ကြ၏သူသည်ယုံပိုင်ကတရားဆွဲရန်အမီနေရက်မိဘတို့ကိုမီးနေစဉ်ဖြေဆိုနေရင်ကျွန်တော်ကိုစကားတစ်လုံးမှမပြောတော့ပဲမျက်ရည်များကျလာသည်ရုံငန့်အတွင်မှကျွန်တော်ထွက်လာသည်သူသည်တန်းရရှိတစ်ခုပေါ်တွင်ထိုင်နေရင်ကျွန်တော်ကိုကြောဘက်မှလိုက်ကြည့်နေခဲ့သည်ကျွန်တော်လည်းအမှတ်မထင်ပင်ယထာပေါ်တက်လာခဲ့၏လက်မှတ်မဲ့ယထာတဲ့များကိုဖမ်းဆီးရခြင်းမှာကျွန်တော်အတွက်ကနေ့စဉ်ပြုလုပ်နေကြအလုပ်သားဖြစ်တော်လဲသူ့အတွက်ကနတ်မောက်စီအထိမလိုက်ရသဖြင့်သူ့ရောင်းကုန်များလည်းပျက်စီးကုန်ရသည်သူနှင့်ကျွန်တော်အကြား၌ထိုအခါကလေးကပင်မမြင်ရသောတန်ရောစင်ကျိုးမြင့်များစတင်ရစ်ဖွဲ့လာကြသည်ကိုကျွန်တော်လည်းမသိခဲ့ဤတန်ရောစင်များကသူ့အလိုလိုနှလုံးသားအတွင်တွင်ပေါက်ဖွာလာကြလေသည်ဘာကြောင့်ဖြစ်ပေါ်လာရသည်ဟုသောအကြောင်းရင်းဤအစကိုကအုံနောက်ဖြင့်ရှာဖွေ၍ထိတွေ့နိုင်မည်မဟုတ်ကျွန်တော်သည်သူ့မျက်ရည်များတတွေ့တွေ့ကျလာခဲ့ပုံကိုအမှတ်မထင်တွေးမိခဲ့သည်သူ့မျက်နှာဝိုင်းဝိုင်းကလေးသူ့ဝိုင်းဝိုင်းဆက်ဆက်မျက်လုံးများသူ့မျက်တောင်ကောများသူဤစတောက်ဖဖကြီးများကိုမြင်ရမိကသူ့မျက်နှာမှာကျွန်တော်နှင့်ရင်းနှီးခဲ့ဘူးသူတဦးလိုထင်နေခဲ့ပြန်သည်သူ၏အဝတ်အစားများနွမ်းကြည်နေပုံကိုမြင်နေပြန်သည်ဂယုဏစိတ်များသည်အမှတ်မထင်ဖြစ်ပေါ်လာကြသည်နောက်9ရက်မြကြသည့်အထိမြို့လွန်သို့ရောက်လျင်သူ့ကိုရှာကြည့်တော့လဲမတွေ့မြင်ရတော့ပေကျွန်တော်စိတ်၌ငယ်စဉ်ကတိတ်ဆုံးသွားခဲ့သောညီမလေး၏မျက်နှာကိုတတိယနေပြန်သည်သူ့မျက်နှာကိုညီမကလေးမျက်နှာနှင့်တူနေမလားဟုနှိုင်းစာကြည့်နေရင်သူ့ကိုလည်းညီမကလေးတူလိုစိတ်၌မှန်းဆနေမိပြန်သည်မကြာမီတမနက်တွင်သူ့ကိုဥကောင်းဆောင်ဆိုင်ရှေ့ညောင်ပင်ကြီးအောက်ရှိစပွဲခုံပေးထိုင်ကုန်ပေါ်တွင်ပင်တွေ့နေရပြန်သည်ထိုနေ့ကသူသည်ကုံစိမ်းတောင်းများကိုတန်လန်းနှပေးတွင်ရွှေ့ထားနှင့်သည်ယထာရက်လျင်ရက်ချင်းနေရာမှထားကကျွန်တော်ပါလာသည့်တွဲဘက်သို့ခလီးစိတ်ဖြင့်ထုံပြေးလာသည်ကျွန်တော်သည်လည်းယထာမရက်သေးမီ၌ခုန်ဆင်းလိုက်၏သူနှင့်ကျွန်တော်သည်မတဲမကွဲအလင်းရောင်အောက်တွင်နှင်းများဝင်နေစဉ်၌မျက်နှာချင်းဆိုင်ရက်နေမိကြသည်လက်မစစ်ကြီးဒီနေ့သူများကိုဖမ်းအောင်မလားယင်သူသည်အလော30မိနေသည်ကျွန်တော်သည်ပြုံးနေမိ၏လက်မမဝင်ရင်ဖမ်းမှာပေါ့ဟုရည်တံဖြင့်ပြောနေမိသည်ဒါဖြင့်ညိုမလိုက်တော့ဘူးဒါဖြင့်ဘာနဲ့သွားမှာလဲခြေကျင်သွားမှာပေါ့တောင်းတွေရရော
တောင်းနေတော့တင်ပေးလိုက်မယ်အဲ့ဒါမျိုးသစ်ပူတာရောက်ရင်လက်မှတ်စစ်ကြီးချခိုင်းထားလိုက်ပါကျွန်တော်သည်သူ၏နဖူးကိုလက်သီးဖြင့်ထိုးကျိတ်လိုက်တော့မလို့ရွယ်လိုက်ပြီးရည်နေမိ၏ခုလက်မှတ်မပါဘူးလားကဲတောင်းနေတုတ်တုတ်တင်လူရောလိုက်ခဲ့ပေါ့ခမ ्या တောင်းနေကြုတ်ကူလီမှမဟုတ်ပဲဘဲချနိုင်မှမလဲခမ ्या ကိုကြုံမဖမ်းပါဘူးဘယ်တော့မှမဖမ်းပါဘူးဒီပြင့်လူတွေဖမ်းရင်သာကျုပ်ကိုပတ်စံပေးရတယ်လို့မပြောပါနဲ့တကယ်လားဟုသူသည်အံ့အားသင့်စွာမေးနေခဲ့သည်သူသည်ဆဲပြားစိတ်ကလေး4-5-6ကိုထုတ်ပေးနေပြန်သဖြင့်ကျွန်တော်သည်သူ၏နဖူးကိုခက်တသားပုတ်ပစ်ခဲ့၏သူသည်သူ့တားများကိုရထားတွဲပေါ်ကမန်းကရန်တင်ပြီးသူပါတက်လိုက်၏ကျွန်တော်လည်းသူ့နောက်မှလိုက်တက်သွားသည်ရထားထွက်လာချိန်တွင်သူနှင့်ကျွန်တော်သည်တွဲပါဝ၌နီးကပ်စွာရှင်ရက်နေမိကြ၏သူသည်အပြိုသွေးဝင်စားစိတ်ဖြင့်ရှက်နေကမျက်နှာတစ်ပြင်လုံးနီမြန်းနေခဲ့သည်ကျွန်တော်သည်သူ့ကိုခြောက်လန့်ပြီးနောက်ပြောင်ရန်စိတ်ကူးမိခဲ့၏မနောက်ပြောင်ဖြစ်ပဲသူ့ဈေးရောက်ရသည့်ဝင်ငွေများကိုမေးနေမိပြန်သည်သူသည်သူ့ရွာကလေးကိုရထားပေါ်မှလှမ်းပြခဲ့၏သူ့ရွာကလေးမှာတန်လန်းနဲ့မနီးမဝေးတွင်မကြီးပင်များတမပင်များအုပ်ဆိုင်ကညှို့ပြနေသည်သူသည်ထိုရွာကလေးအတွင်ရှိတဲအိမ်ကလေးတစ်လုံးတွင်နေထိုင်သူဖြစ်၏လက်မှတ်စစ်ကြီးသူများတို့ရွာလာလေအောင်ပေါ့သူများတို့အိမ်ရောမလာနဲ့နော်ရှက်စရာကောင်းလို့ပါသူသည်သူ့ရွာကလေးကိုလက်ညှိုးထိုးပြနေခဲ့သည်သူဤမိဘများလှုပ်ကြွေးနေပုံကိုသိရရင်ကျွန်တော်စိတ်နှလုံးအိမ်၌သူ့ကိုလေးစားစိတ်ခင်မင်စိတ်များပေါ်လာနေပြန်သည်သူသည်ချမ်းသဖြင့်တပတ်ကိုပြင်ချုံလိုက်သည်မင်းကိုနောက်ဘယ်တော့မှကိုမဖမ်းတော့တကယ်ပြောတာကျွန်တော်ပြောသည်ကိုသူသည်ငေးကြည့်နေသည်မင်းနာမည်ညွညိုနော်လက်မှတ်စစ်ထွန်းမြင့်တို့မောင်ရှိတို့ကိုပြောထားရမယ်ညွညိုဟာကိုညမလေးလို့ကြားလားသူတို့ယုံပါတယ်မင်းနဲ့ကိုနဲ့ရုပ်ချင်းလဲဆင်နေနော်မောင်နှမအရင်ဆိုရင်တော့ယုံရမှာမင်းကိုလက်မှတ်စစ်ရင်ကိုရင်မောင်ညမညွညိုလို့ပြောပြလိုက်ပေါ့သူတို့မဖမ်းပါဘူးတခုပြောထားရအောင်မယ်အဲ့ဒီလူတွေဟာနာမည်နဲ့လူတွေနော်မိန်းမဆိုရင်သူတို့ဘို့ကြီးထင်းကြတာမင်းတို့အရွယ်ဆိုရင်အပြိုကြီးလာပြီလို့ထင်းကြတာမရှက်နဲ့လေကိုတကယ်တတိပေးနေတာဒီလူတွေဟာခက်တီတီနေနိုင်လို့တော့တန်းကမကြဘူးတော့ကြရင်မင်းလည်းအပြိုကြီးဖြစ်လာတော့မှာနော်အပြိုကြီးဖြစ်လာရင်ကိုတို့ကိုလည်းခက်တီတီနေသူသည်မျက်နှာနီးမြန်းနေကခေါင်းငုံထားနေပြန်သည်မြို့တစ်သို့ရထားဆိုင်ရင်သူ့တောင်းများကိုကမန်းကနန်းဆွဲချနေရင်ကျွန်တော်ကိုနှုတ်ဆက်နေ၏အမေတို့ပြောရမယ်အမေတို့သိဝမ်းသာကြမှာဟုပြောနေသည်ကျွန်တော်လည်းရထားပေါ်မှအစင်းတွင်သူ့ကိုခေါင်းတစ်ချက်ပုတ်ပြီးကတ်တွဲသို့ကူးလာခဲ့လေသည်1962မနက်လင်းစာနှင်းမုံများဝင်နေစေအလင်းနဲ့အမောင်ရောရှက်နေစေတွင်မြို့လွန်ပူတာသို့ရထားကြီးဝင်လာခဲ့လျင်ကျွန်တော်သည်လည်းလူစည်းတွဲဝါတစ်ခုမှရက်ခါသူထိုင်နေကြထိုင်ကုန်နေရာကိုအမှတ်မတင်ကြည်လာမိတတ်သည်ထိုရများကမူကျွန်တော်သည်ပင်ကျွန်တော်စိတ်နှလုံးအိမ်၌ညှိတွယ်လာနေသည့်ဆွဲလန်းမှုကလေးကိုမမြင်နိုင်သူကိုတွေ့နေကြနေရ၌မတွေ့ရသည့်ရက်များတွင်စိတ်၌တစ်ခုခုဟာနေလိုအပ်နေတယ်လို့သာခံစားနေရတတ်သည်သူသည်လည်းညောင်ပင်ကြီးအားခုံနှပေမှထရက်ခါရထားပေါ်၌ပါလာမိကျွန်တော်ကိုရှာဖွေကြည့်နေတတ်သည်ကျွန်တော်ကိုလှမ်းမြင်ရရင်သူ့မျက်နှာမှာမတိမသားရွှန်းလက်သွားတတ်သည်သူသည်ရထားတွဲပေါ်ကုံစိမ်းတောင်းများကိုတင်ပြီးလျင်လေတွဲပါဝါမှမခွာသေးပဲတောင်းများကိုဟိုရွှေ့တီရွှေ့လို့အချိန်ဆွဲနေရင်ကျွန်တော်ကိုကိုရောင်ပြနေတတ်ပြန်သည်တခါတည်းရန်အခြားတွဲများ၌စစ်ဆေးရှာဖွေရန်အရေးကြီးသဖြင့်ကျွန်တော်သည်သူစည်းလာသည့်တွဲသို့မသွားပစ်ခဲ့ထိုအခါများ၌သူသည်တွဲဝါမှထွက်ပြေးရက်ခါကျွန်တော်ပါလာသည့်တွဲကိုလှမ်းကြည့်နေတတ်သည်ကျွန်တော်နှင့်မျက်နှာချင်းဆိုင်မိကြရင်သူသည်ရှက်ကိုရှက်ကန်းဖြစ်နေတတ်ပြန်သည်အခြားလှုပ်ဆောင်စရာများအရေးမကြီးသည့်နေ့များတွင်ကရထားထွက်လာရင်ကျွန်တော်သည်သူရဲ့နေရာတွဲဝါသို့ခိုးတက်လာတတ်၏ကျွန်တော်သည်ရထားချီနှင်းကုန်မော်တွင်ရက်ရင်သူ့ကိုပြုံးပြကာနှုတ်ဆက်သည်သူ့အနား၌ကျွန်တော်ရက်နေပြန်ရင်လေသူ့မျက်နှာမှာရှက်သလိုဖြစ်နေပြန်သည်
သူသည်ကျွန်တော်ကိုစစ်စစ်မကြည့်ရဲပဲစတောက်စပင်များကိုနှရွက်ပေါ်သို့တက်တင်ကအလှုပ်ရှုံနေပြန်သည်ကိုရင်မကြီးမပါဘူးလားလို့ထိတ်သွားတာပဲဟူ၍လဲကလေးစိတ်ဖြင့်ပြောနေသည်နောက်ဆိုရင်ကိုရင်မကြီးအလေတွဲကလိုက်လာခဲ့သူများလဲဦးကောင်းစုံဆိုင်ရှေ့ကခုံမထိုင်တာကိုရင်မကြီးတွေ့အောင်လို့နောက်ကိုအဲ့ကိုကြည့်လာခဲ့ညောင်ပင်ကြီးအောက်ကခုံလေအဲ့မှမတွေ့ရင်သူများမလိုက်တဲ့နေလို့မှတ်ထားပေါ့ကျွန်တော်သည်သူရှက်သွားမည်ဆိုသဖြင့်သူ့မျက်နှာကိုစိုက်မကြည့်တော့လဲသူ့တကူလုံးကိုတိမ်ကြုံမြင်နေရသည်သူဝစ်နေကြအင်ကြီးမှာသူ့ကိုယ်လုံးနဲ့ကြက်လာသဖြင့်ဘေးသားများခွဲကအခြားပိတ်ဖြင့်ဆက်ထားရသည်တခါတည်းရန်သူ့ကိုငေးကြည့်နေမိလျင်သူသည်မျက်နှာတစ်ပြင်လုံးရှက်စိတ်ဖြင့်ထူပိန်လာကခေါင်းကိုငုံပစ်လိုက်တတ်သည်အဲ့လိုမကြည့်ပါနဲ့ဟုသူ့စိတ်အတွင်းမှပြောနေတန်ကိုပင်ကြားနေရသည်ထင်ရသည်ပဒီကုန်းရွာကိုလှမ်းမြင်ရရင်သူသည်အဖေတို့ကကိုရင်မကြီးကိုအလဲခေါ်လာဖို့မှားလိုက်တာသူများတော့မခေါ်ခြင်းသူများတို့အိမ်ကတိတ်ဆုပ်တာရှက်စရာနော်အဖေတို့ကတော့ကိုရင်မကြီးဟာသူများတို့ကျေးဇူးရှင်နဲ့ကျွန်တော်ငြိမ်သက်စွာပြုံးနေခဲ့၏ကျွန်တော်စိတ်နှလုံးအာရုံ၌လှိုင်းထလှုပ်ရှားနေတဲ့သည်ကိုသုံးသပ်မိလာသည်တနေ့ထက်တနေ့တစ်ချိန်ထက်တစ်ချိန်ထိုလှုပ်ရှားနေမှုမှလည်းပို၍တည်တာလာသည်အလိုလိုစိတ်၌မောလာနေမိပြန်သည်သူစိတ်တွင်လည်းထိုသို့လှုပ်ရှားနေသည်ကိုလည်းအစင်သာသိလာနေရပြန်သည်တခါတည်း၌သူ့မျက်လုံးရဲကြီးများအပေါ်၌တခုခုကိုတန်းတာနေသည့်အရာများတောက်ပလာနေသည်ထင်မိသည်ဒီနေ့ညညဘယ်ကိုလိုက်မလဲနတ်မောက်စေးနေလေပင်းကြောင်ကြောင်လိုက်ခဲ့ပါလားသူသည်ခေါင်းငုံထားရင်ယထာကားတွေသာပေးနေရရင်အများကြီးနေမှာနော်ထိပေါက်မှကိုရင်မကြီးယထာကားတွေအကုန်ပြန်ပေးရမှာခက်တူတူပြောနေသည်ထီကရောထိုးထားပြီဗလားအဲ့ဒါတော့စိတ်ကူးတော့မယ်သူသည်ခလေးစိတ်ပေါ်လာပြန်ကရည်စရာမဟုတ်ဘဲနဲ့လွတ်လပ်စွာရည်ချင်းရည်လိုက်ပြန်သည်သူလွတ်လပ်စွာရည်လိုက်တဲ့ကြောင့်သူ့ကိုခလေးအဖြစ်ဖြင့်ပြက်မြင်လာကအစောကပူနွေးလှုပ်ရှားလာနေခဲ့သည်ကျွန်တော်စိတ်နှလုံးများသည်လည်းပြန်၍ငြိမ်သက်လာသည်ထိုလှုပ်ရှားမှုကလေးသည်ခဏမျှဟုတ်ခနဲပျောက်ကွယ်သွားပြန်သည်ရင်ထဲ၌ပေါ်ပါရှင်လင်းလာသည်သူ၏လွတ်လပ်စွာကလေးလိုရည်လိုက်တဲ့နှင့်ယထာခုံမောင်းနေတဲ့သည်ရောထွေးသွား၏ထိုအတန်နှစ်ခုရောထွေးနေပုံမှာရှင်မြူးပွဲဂီတတန်တစ်ခုဖြစ်လာနေသည်ညနေအပြန်များတွင်လည်းကျွန်တော်ယထာဖြင့်ပင်ပြန်လိုက်လာသည်အပြန်၌ကမြို့လွန်သို့ယထာဆိုင်ရောက်လာလျှင်မှောင်ရီဆိုင်စာပြုတ်လာနေပေပြီသူသည်ယထာပေါ်မှသူ့တောင်များကိုချပြီးဦးကောင်းစုံဆိုင်ရှိသို့မသွားသေးပဲကျွန်တော်ကိုနှုတ်ဆက်သည်နက်ဖြန်တွင်သူလိုက်မည်မလိုက်မည်ကိုလည်းကြိုတင်သတင်းပေးလိုက်သည်မနက်ဖြန်မြို့တစ်စေးနေ့ဟုလှမ်းပြောသည်ယထာကြီးထွက်လာခဲ့လျင်သူသည်ဦးကောင်းစုံဆိုင်ရှိ၌ရက်ကြံနေရခဲ့သည်ယထာကြီးဝေးလာခဲ့သည့်အထိနောက်မှလိုက်ကြည့်နေသည်သူနှင့်အတူဦးကောင်းစုံဆိုင်ညောင်ပင်ကြီးနှင့်မြို့လွန်သည်အဝေး၌ငြိမ်သက်ကြံရစ်ခဲ့သည်ကျွန်တော်ခွင့်ယူတော်မူအခါများတွင်သူ့ကိုကြိုတင်ပြောပြထားနေရသည်ခွင့်ယူထားစဉ်၌ကျွန်တော်နေရာတွင်လူစားတစ်ယောက်ယောက်ဝင်ရောက်လောက်ကိုင်းနေရာသူနဲ့အစင်မပြေပါမလားဟုကျွန်တော်ဒီလဲစိတ်ပူနေမိပြန်သည်တခါတရံတွင်ကသူ့ကိုပင်ကြိုတင်မပြောနိုင်မဲအရေးပေါ်ခွင့်ယူရရင်ကျွန်တော်ဒီသူ့အတွက်စိတ်မဖြောင့်အောင်ပင်ဖြစ်လာမိသည်ရက်အတန်ကြာသွားရင်သူကျွန်တော်ကိုမိမြစောင့်မျှော်နေတော်မူကိုတွေးမိသည်အလုတ်ပြန်ဝင်သည့်နေ့များ၌ကျွန်တော်ဒီလဲသူစည်းခိုင်းသည့်အလေတွဲဝ၌စီလာကသူမြင်စေရန်တမင်ထွက်ရလာခဲ့သည်သူကိုလည်းသူနေကြထိုင်ကုန်တွင်သာတွေ့ရသည်သူယထာကြီးကိုငေးမျှော်ကြည့်နေပုံမှာမျောလင်းချက်ကြီးမားစွာဖြင့်စောင့်မျှော်နေပုံထင်ရှားနေသည်ထို့အတွင်တံကိုကျွန်တော်သည်မြည်သည့်အခါတွင်မှမေ့နိုင်မည်မဟုတ်သူနှင့်ကျွန်တော်သည်အဝေးကလေးကတယောက်ကိုတယောက်စိတ်နှင့်အောင်ကြည်လာမိခဲ့ကြသည်ကျွန်တော်ကိုလှမ်းမြင်ရရင်သူသည်ကလေးစိတ်ပေါ်လာကနေရာမှရုတ်တရက်ထရက်ပြီးပြေးထွက်လာသည်သူဤဝမ်းသာအားရဖြစ်နေဟန်ကိုဖုံးပြီးဟန်ဆောင်ထားရကောင်းမှမသိကိုရင်မကြီးသူသည်လူကြားထဲမှလှမ်းအော်နှုတ်ဆက်လိုက်သည်ကျွန်တော်ရက်နေရတွဲဝါသို့ကုံစိမ်းတောင်းများကိုထိုးတင်သည်ယထာထွက်လာခဲ့ရင်သူနှင့်ကျွန်တော်သည်တွဲဝါ၌မျက်နှာချင်းဆိုင်ရှင်ရက်နေမိကြသည်ဘယ်သွားနေရလဲဟုသူသည်
အလော30မိနစ်၏ကျွန်တော်ကလည်းညွညွပိုးပြီးလှလာတယ်ဟုအမှတ်မထင်ပြောလိုက်မိသည်သူ့မျက်နှာမှာထူပိန်သွားပြန်သည်သူသည်ကျွန်တော်ကိုမျက်စောင်းထိုးကြည့်သည်ကျွန်တော်လည်းသူ့ကိုကြည့်ရင်ရီမောနေမိသည်ကဲဘာအပြစ်ပြောမလို့လဲမဟုတ်ဘူးသူများမိတာပြောစမ်းပါကိုရင်မကြီးဘယ်သွားပွေနေရလဲမှန်မှန်ပြောစမ်းဘလို့ထင်လို့လဲတေးမြနေပလားလို့သူသည်ထိုစကားများကိုခက်တိုးတိုးပြောနေစဉ်၌ဒေါသဖြစ်လာကကျွန်တော်ကိုပင်ဆွဲရမ်းပြင်းမိဟန်ပေါ်လာနေသည်သူစတောက်စပင်များကိုနရွက်အပေါ်ခက်သွက်သွက်တက်တင်သည်ကိုရင်မကြီးမလိုက်တာ10ရက်နော်သူများတိတိကျကျမှတ်ထားတာကိုရင်မကြီးမပါတဲ့နေရာလေးကံကောင်းလို့လက်မှတ်အဖမ်းမခံရတာဒီကြားတဲ့လက်မှတ်တွေဝယ်စီးနေရတယ်လက်မှတ်ခါတွေရောပေးရမယ်သူများလဲဟိုလက်မှတ်စစ်ကိုမျက်နှာကြောမတည့်တာနဲ့ဝယ်စီးပလိုက်တာပေါ့အဲ့ဒီလက်မှတ်စစ်ကကိုမြအောင်နဲ့နော်အရက်တိတ်တောက်တာဘရောဖြစ်ဖြစ်အရက်စော်ကိုဟောင်းနေရပဲသူ့လွယ်ဤထဲမှာအမြဲတမ်းအရက်ပလင်းပါတယ်ကိုရင်မိုင်းအရက်တော်မတောက်နဲ့နော်သူများတိတ်မုံတာအဲ့လူရလူကိုလည်းရိတက်တက်လှုပ်သေးတယ်ပြီးတော့ပြောသေးတယ်သူများကကိုရင်မိုင်းကိုတိတ်လွမ်းနေပလားတဲ့ပြန်လာတော့မှာပါတဲ့သူများလည်းအမြင်ကတ်တာနဲ့လွမ်းနေတယ်လို့ပြောလိုက်တယ်ပြီးတော့ကိုရင်မိုင်းမိန်းမယူဖို့အိမ်ပြန်သွားတာဆိုအဲ့ဒါဟုတ်တယ်လားသူပါကလေးများပို၍နှင်းစီသွေးဆိုကမိုးကြွလာနေပုံမှာရင်ခုန်လှုပ်ရှားစရာပဲလေးဝေးသဖြင့်သူ့နှစ်ဖူးမှဆန်းစားများသည်ဝဲပြန်နေ၏ဤ10ရက်တာအတွင်းတယောက်ကိုတယောက်မတွေ့မမြင်ရသောကြောင့်အနှဲငယ်စိမ့်သွားသလိုလဲစိတ်၌ထင်လာမိပြန်သည်ကျွန်တော်စိတ်ထဲ၌လှုပ်ရှားနေခဲ့သည်တို့မှလည်းပို၍ထင်ရှားပြပြင်လာသည်ကျွန်တော်ကသူ့ကိုရင်ခွင်အတွင်းသို့ဆွဲသွင်းပွေးဖက်ပြစ်လိုစိတ်များပေါ်လာသဖြင့်ရင်ထဲတွင်ပူနွေးလာသည်သူသည်ခလေးစိတ်ဖြင့်ကိုရင်မိုင်းကိုသူများနေ့တိုင်းအောက်မေ့နေတာစသဖြင့်ပြောနေသည်နောက်ကိုရင်မိုင်းခွင့်ယူရင်သူများကိုကြိုးပြောထားပါဘယ်တော့မှမမေ့ပါနဲ့ကျွန်တော်သည်သူ့ကိုကြာရှည်ကြည့်နေမိလျင်ဆွဲပွေလိုက်မိတော်မူကိုတီလာသည်ကျွန်တော်ကစိတ်လှုပ်ရှားစူပွက်တတ်သူနှက်ဆိုင်စွာခံစားတတ်သူအဖြစ်မိမိကိုယ်ကိုပြန်မြင်လာသည်ကျွန်တော်သည်ယထာနှင့်ရှင်လျက်ပြေးလိုက်လာနေသောအဝေးမှတောင်တန်းကြီးများကိုစိတ်ဝင်စားပဲနဲ့ကြည်လာခဲ့သည်ခက်ဖြည်းဖြည်းရွရွလိုက်ပါနေသည်တောင်တန်းကြီးများပေါ်၌မြူထုကြီးများပိတ်ဆိုင်နေသဖြင့်အနားသက်မြင်းချောင်းများကိုမမြင်ရဖြူစင်ခဲ့သောကျွန်တော်စိတ်နှလုံးသားများမှလည်းဆွဲလန်းမှုများအုပ်ဆိုင်လာနေသလိုခံစားနေမိသည်အကြောင်းတစ်ခုခုကြောင့်သူဈေးပတ်မလိုက်သည့်ရက်များတွင်သူ့ကိုမြင်တွေ့လိုစိတ်များဖုံးကွယ်ထားမရတော့ပေကျွန်တော်သည်သူထိုင်နေကြခုံကိုလှမ်းကြည့်၍မတွေ့မြင်ရရင်ရင်ထဲ၌တိတိတတ်တာဟာသွားသည်ကိုခံစားလာရသည်ကျွန်တော်ကိုယ်တိုင်လည်းသူလိုက်ခိုင်းသည့်အလေတွဲဝါမှပင်လိုက်ပါနေမိသည်သူ့ကိုလူအများကြား၌ပါရှိမည်အထင်ဖြင့်ရှာမိပြန်သည်ခရီးသည်များအားလုံးယထာပေါ်ရောက်မှသူမပါလားဟုယုံကြည်လာခဲ့သည်အမှန်မထင်ပင်သူဈေးပတ်မလိုက်သည့်ရက်များကိုစိတ်၌တေးမှတ်ထားမိသည်ရက်ပေါင်း20များကြာလာသောအခါကျွန်တော်သည်ဦးကောင်းဆောင်ကြီးကိုမေးကြည့်မိဟုစိတ်ကူးမိခဲ့သည်စိတ်မလုံသောကြောင့်မမေးဖြစ်ခဲ့ပဒီကုန်းရွာခက်လန်းလန်းမှယထာဖြတ်မောင်းနေစဉ်၌ကျွန်တော်သည်ယထာတွဲဝမှရက်ခါရွာဘက်သို့လှမ်းကြည့်မိပြန်သည်ရွာထဲရှိသူတို့အိမ်ရှိမည်နေရာသို့မှန်းဆကြည့်မိသည်မကြီးတမာပင်များအုပ်ဆိုင်နေသောရွာပေါ်တွင်မိုးဖွဲမိုးမှုန်များဆိုင်နေသည်ပဒီကုန်းရွာသည်ယထာကြီးနောက်မှပြေးလိုက်လာနေရင်မမိနိုင်သဖြင့်တဖြည်းဖြည်းဝေးကွာကျန်ရစ်နေခဲ့သည်ဟုစိတ်၌ထင်လာမိပြန်သည်တခါတရံ၌မူသူ့ကိုခလေးဟုသဘောထားကြည့်မိသည်ခဏနေရင်ပင်ထိုသဘောထားပျောက်ကွယ်သွားပြန်ကသူနှင့်ကျွန်တော်သည်ချစ်ရည်တူးမြသောချစ်သူများဟုယုံကြည်လာနေပြန်သည်တလကျော်ကြာပြီးမှသူ့ကိုပြန်၍မြင်တွေ့ရသောအခါကျွန်တော်သည်ပင်ရင်ခုန်နေခဲ့သည်ထိုနေ့ကသူ့ကိုလှမ်းမြင်ရသောအခါအိမ်မက်များအတွင်၌တွေ့မြင်နေကြအုပ်ဆက်ဆောင်မကလေးကိုတက်ရှိထင်ရှားတွေ့မြင်လိုက်ရသလိုထင်သည်ကျွန်တော်သည်သူ့ကိုအဝေးမှပင်လှမ်းငေးကြည့်လာမိသည်သူသည်ညောင်မင်းအောက်ရှိခုံနှန်းပေါ်တွင်ထိုင်နေခဲ့၏ယထာဝင်လာသည်ကိုမြင်ရရင်ထိုင်ရမှထပြီးယထာကြီးကိုမျောလင့်ချက်ကြီးမားစွာဖြင့်ငေးဆိုင်ကြည့်နေခဲ့သည်သူ့ကိုယ်ပေါ်၌
စွတ်စွတ်နေသောအင်ကြီးကိုဝတ်ထားခဲ့သည်သူသည်စပင်အုပ်လုံးသိမ်းလိုက်ပြီးဖြစ်သည်ဖြင့်လွန်ခဲ့သောတလကသူနှင့်တယောက်စီဖြစ်သွားပြီးထင်ရသည်သူနှင့်ကျွန်တော်သည်အဝေးကလေးကတယောက်ကိုတယောက်လှမ်းမြော်ကြည့်နေမိကြသည်သူသည်ယထာရက်မြင့်နေရာသို့ရှောက်လာလေသည်မိုးမှုံမိုးပွဲကလေးများတဖွာဖွာကျနေသည်မှောင်ပြပြမိုးဖွဲမိုးမှုံများအတွင်၌သူ့ကိုလှမ်းမြင်ရသည်မှာအိမ်မက်ထဲ၌တွေ့မြင်နေရသလိုဖြစ်နေသည်ယထာရက်သောအခါ၌ကျွန်တော်စီးလာခဲ့သည့်တွဲဝါနှင့်သူ့ကုံစိမ်းတောင်းများချထားရနေရသည်တဲတဲကြနေ၏သူသည်ကျွန်တော်ကိုအောက်ဖက်မှမော့ကြည့်လိုက်သည်သူ၏နှုတ်ဆက်ပြုံးမှာစိတ်လှုပ်ရှားရင်ခုန်နေသဖြင့်ပြပြတတ်တာမရှိပေကျွန်တော်သည်သူ့တောင်းများကိုတွဲပေါ်မှလှမ်းယူကာနေရာချထားပေးလိုက်သည်သူသည်လည်းတွဲပေါ်တက်လာကကျွန်တော်အနီးတွဲဝတွင်မျက်နှာချင်းဆိုင်၌ရပ်နေသည်ကျွန်တော်သည်လည်းသူ့ကိုနှုတ်ဆက်စကားပြောရန်ပင်တတိမရသူသည်လည်းမိနေဟန်တူသည်သူသည်ပြုံးထားတော်လေကျွန်တော်ကိုစစ်စစ်မကြည့်ယထာကြီးထွက်ခွာလာမှရင်ခုန်သံများမှာယထာခုတ်မောင်းသံနှင့်ရောထွေးပြောက်ကွယ်သွားနေသည်ဟုထင်မိသည်သူရင်ခုန်နေတံကိုယထာခုတ်မောင်းနေတံများအကြား၌ပင်ကြားနေရပြန်သည်ထင်သည်ညွညွယောက်ျားနောက်လိုက်သွားတယ်ကြားလို့သူကရှစ်ဆရာတွေမပြောနဲ့ဟုပြောရင်ကျွန်တော်ကိုမကြည့်ပဲသူ့တောင်းများကိုမလိုအပ်ဖဲနဲ့ဟိုးရွှေ့ဒီရွှေ့လုံနေပြန်သည်ကျွန်တော်သည်ချုပ်တီးထားခဲ့သောစိတ်များကိုအလိုလိုက်လွတ်ပေးထားလိုက်သည်သူ့တကူလုံးကိုငေးဆိုင်ကြည့်နေလိုက်သည်တောင်းရွှေ့အပြီးသူပြန်ရက်လိုက်သောအခါတွင်ကမျက်နှာချင်းဆိုင်နေမိကြသည်သူ့မျက်လုံးအိမ်အတွင်းကိုနှက်ဆိုင်စွာစိုက်ကြည့်နေမိသည်သူ့မျက်တောင်ကော်ကြီးများကိုငေးကြည့်နေမိသည်သူသည်မျက်နှာတစ်ပြင်လုံးထုပိန်းလာကမျက်လွှာကြီးချလိုက်သည်သူ့အသက်ရှူတန်းကိုကြားနေရသည်ထင်သည်ကိုရင်မကြီးဘာမှပါပါမလားလို့သူ့အတန်မှလည်းဆွဲမက်ဖွယ်ရာတုံရင်နေပြန်သည်အိမ်သားများချားနေသဖြင့်အခြားခရီးသည်များနဲ့လည်းအဆက်ပြတ်နေသည်ဒီနေရာကလေးမှာချစ်သူနှစ်ဦးတွေ့ဆုံကြရာကလေးဟုကျွန်တော်စိတ်၌ထင်လာသည်သူ၏အဆက်ကြီးနေပုံကိုရီမောစရာတစ်ခုလိုထင်လာပြန်သဖြင့်ခက်တိုးတိုးခက်ပေါ်ပေါ်ရီနေမိပြန်သည်စိတ်များသည်လည်းပိုး၍လှုပ်ရှားလှိုင်းထလာပြန်သည်ညွညွကတိတ်လှလာတာပဲမြင်ရတာကိုအသက်ရှူမှားနေတာပဲဟုတိုးတိုးပြောလိုက်မိသည်ညွညွကိုချစ်နေပြီသိလားညွညွကိုချစ်နေပြီအဲ့ဒါမင်းသိတယ်မလားသူ့မျက်လုံးများသည်တားရိုင်းသမင်လိုဝိုင်းဆက်သွားကြ၏ကျွန်တော်သည်လည်းပို၍စိတ်လှုပ်ရှားလာကရှေ့သို့တိုးလိုက်ပြီးလက်နှစ်ဖက်ကိုရုတ်တရက်လှမ်းလိုက်သည်သူသည်တတိယလာပြီးသူ့ကိုစောင်းယုံလိုက်၏ဦးတော်ကိုရင်မကြီးရလေနောက်ဆုတ်လျက်သူကတိုးတိုးညီညီပြောသည်အိမ်နာဘက်သို့ရောက်သွားသည်ကျွန်တော်ကိုကြော်ပေးကလူစည်းထိုင်ကုန်များရှိရာဘက်သို့တွတ်တွတ်လျှောက်သွားသည်ကျွန်တော်လည်းလှေကားဝတွင်ရရင်စိတ်လှုပ်ရှားနေခဲ့၏ကြိုတင်၍တွေးတောကြံစည်ခဲ့ခြင်းကမဟုတ်ဤသို့ရုတ်တရက်ဖြစ်ပျက်ရခြင်းအပေါ်၌ကောင်းသည်ဆိုသည်ကိုမသုံးသပ်ချင်တော့ပေမြို့တစ်ဘူတာသို့ရောက်ရင်သူစင်းနေရခဲ့သည်ညနေတွင်မြို့တစ်ဘူတာသို့ယထာအပြန်ဆိုက်ရောက်လာခဲ့သောအခါသူ့ကိုဘူတာပလက်ဖောင်းပေါ်တွင်မမြင်ရတော့ပေကျွန်တော်သည်နေရာအနှံ့အပြားလိုက်ရှာကြည့်မိ၏သူတနေရာမှတက်ရောက်လိုက်ပါလာလိမ့်မည်လို့သိတော်လဲရှာ၍ကမတွေ့ယထာထွက်လာခဲ့မှကျွန်တော်လက်မှတ်စစ်ဆေးရာသူ့ကိုခရီးသည်များအလဲရှိထိုင်ကုန်တစ်ခုပေါ်၌တွေ့ရသည်သူသည်ကျွန်တော်ကိုတစ်ချက်လှမ်းကြည့်ပြီးမျက်နှာလွှဲသွားသည်ကျွန်တော်လည်းသူ့ကိုကြောပေးကလေကားဝ၌တွားရောက်ရပ်နေခဲ့သည်ယထာခုတ်မောင်းနေစဉ်အပြင်ဘက်ကိုသာကြည့်လာခဲ့သည်သူကတစ်ချက်၌ကျွန်တော်ကိုမတိမတာစောင်းငယ်ကြည့်နေမိကိုသိနေတော့လေကျွန်တော်သည်အရွယ်တိုက်ချင်စိတ်ပေါ်နေကသူ့ကိုတစ်ချမ်းမှလှည့်မကြည့်မြို့လွန်တွင်ကျွန်တော်သည်သူ့ကိုကြောပေးပြီးဂတ်ဖို့တွဲသို့ထွက်လာခဲ့၏ယထာကြီးထွက်လာခဲ့ရင်ကျွန်တော်သည်မှန်ချက်ကြားမှမတိမတာလှမ်းကြည့်လာခဲ့သည်သူကလည်းတမင်အရွယ်တိုက်ခါယထာကြီးကိုကြောပေးထားသည်ကိုတွေ့မြင်ခဲ့ရသဖြင့်ကျွန်တော်သည်ပြုံးလာခဲ့မိ၏နောက်ရက်များတွင်ဦးကောင်းဆောင်ဆိုင်ရှိသူထိုင်နေကြနေရာတွင်ပင်မတွေ့မြင်ရတော့ပေထိုနေရာ၌သူ့ကိုအခါတိုင်းကလိုပင်တွေ့ရလိမ့်မည်ဟုထင်ခဲ့သည်တရက်ပြီးတရက်မတွေ့ရသောအခါတွင်ကသူကကျွန်တော်ကိုအထင်မှားနေခဲ့ပြီဟုတွေ့ရတော့သည်ကျွန်တော်သည်သူနေသည့်ပတိကုန်းရွာကိုလှမ်းကြည့်နေရင်သူ့ရွာသို့ပင်လိုက်သွားရကောင်းမလားဟုတွေးလာရပြန်သည်
သူ့ကို TBC စိန်ထွန်းမြအောင်စိုးမြင့်စသူတို့ကအပျော်ကြံကရီးတဲ့တဲ့လှုပ်တည်နေသူကျွန်တော်ကိုလည်းအပျော်ကြံသည်ဟုသူတွေးထင်သွားမိကိုစိုးရိမ်စိတ်မောလာရပြန်သည်ဤသို့သူယူဆသွားလျင်မူအဖြစ်အပျက်မှာစိတ်ထိခိုက်ဖွယ်ရာဖြစ်ပေသည်ကျွန်တော်အပြုအမူမှာလည်းပေါ်ရှက်ရှက်နိုင်သည်ထင်မိသည်အမှန်အားဖြင့်သူသည်နေ့စဉ်ကျွန်တော်ကိုရှောင်ကွင်းကဈေးပတ်လိုက်မြဲလိုက်ပါနေခဲ့၏သူသည်မြို့လွန်မှအတက်တွင်တန်လန်းတစ်ဖက်မက်စိန်များဆိုင်ဘက်သို့ပြောင်းနေခဲ့၏အခြားဘူတာများတွင်လည်းထို့သို့နေရာပြောင်းကကျွန်တော်ကိုလွတ်အောင်ရှောင်နေသည်သူသည်ခလေးစိတ်ကြည်စားလိုစိတ်ဖြင့်9 ရက်ကျော်ကျွန်တော်ကိုဒုက္ခပေးနေခဲ့သည်တညက်နေတွင်အပြန်ခရီး၌မြို့သစ်ဘူတာပလက်ဖောင်းပေါ်တွင်သူ့ကိုပြန်တွေ့ရမှကျွန်တော်လည်းစိတ်ပေါ်ပါခဲ့ရသည်ထိုညက်နေကသူသည်ဘူတာပလက်ဖောင်းအစွန်ကတ်တွဲအနီးရှိတမပင်နှမြအောက်ဖက်တန်းရပေါ်တွင်တယောက်တည်းထိုင်နေခဲ့သည်သူ့ကိုကျွန်တော်သည်ကတ်တွဲပေါ်မှလှမ်းမြင်တွေ့ရ၏သူသည်ကတ်တွဲဘက်သို့မတိမတာခေါင်းငယ်ကြည့်နေခဲ့သည်ကျွန်တော်လှမ်းကြည့်လိုက်သည်နှင့်တပြိုင်နက်သူ့မျက်နှာကိုဆက်ခနဲတခြားဘက်လှည့်လိုက်သည်ကျွန်တော်သည်ကတ်တွဲပေါ်မှဆင်းကသူရှိရာသို့သွားပြီးသူထိုင်ရာတန်းရာတစ်ဖက်စွန်တွင်ဝင်ထိုင်လိုက်သည်ထိုနေရာမှာပလက်ဖောင်းအစွန်ဆုံးနေရာဖြစ်သည်ဖြင့်အခြားခရီးသည်များနှင့်အလံဝေးနေသည်ကျွန်တော်တို့နှစ်ယောက်တည်းတီးတန့်ဖြစ်နေခဲ့သည်ကျွန်တော်သည်အတန်ကြာသည့်အထိသူ့ကိုစကားမပြောသေးပဲငြိမ်သက်စွာထိုင်နေစဉ်တွင်သူ့ရင်ခုန်သံများကိုကြားနေရသည်ထင်မိသည်တစ်ဖက်မျက်နှာလှည့်ထားသောသူကိုကျွန်တော်သည်ငေးကြည့်နေသည်အတန်ကြာမှသူသည်ပြန်လှည့်လိုက်၏လက်မှတ်စစ်မလို့လားသူသည်အတန်တုံတုံဖြင့်ပြောကာသူ့လက်ထဲတွင်စုပ်ကိုင်ထားသည့်လက်မှတ်ကိုပြနေသည်ကျွန်တော်သည်သူ့စိတ်၌ဖြစ်ပေါ်ခံစားနေရသည်တို့ကိုအမှန်အတိုင်းမြင်တွေ့ရသောအခါစိတ်၌ထိခိုက်နာကျင်မိပြန်သည်သူ့မျက်နှာမှာညှိုမိုင်းနေခဲ့သည်သူ့မျက်လုံးအပေါ်တွင်မျက်ရည်များဝဲလာနေသည်လက်မှတ်ပြနေသောသူ့လက်မှာတဆက်ဆက်တုံရင်နေသည်သူသည်လက်မှတ်မဲ့ဖြင့်ခီးသွားနေသူကျွန်တော်ကလက်မှတ်စစ်ဖြစ်၍သူ့ကိုမချစ်ဖဲနဲ့အပျော်ကြံစီနေသည်ဟုယုံကြည်ယူဆနေခဲ့သည်ညိုကိုယ်စိတ်ထဲမှာဘလို့ဖြစ်နေရဲဆိုတာမင်းအမှန်အတိုင်းသိဖို့ကောင်းပါတယ်နောက်ကိုမင်းကိုချစ်တယ်လို့ဘယ်တော့မှမပြောတော့ဘူးကျွန်တော်သည်ဝမ်းနဲ့စိတ်ဖြင့်ပြောနေမိသည်သူသည်ကျွန်တော်ကိုတစ်ချက်ကြည့်ပြီးလူစည်းတွဲများဘက်သို့မျက်နှာပြန်လှည့်သွားသည်တက်ပြင်းချနေပြန်သည်ကျွန်တော်သည်လည်းသူ့ဘက်သို့တိုးလာ၏ကိုယ်စိတ်ထဲမှာဘလို့ဖြစ်နေတယ်ဘလောက်ချစ်နေတယ်ဆိုတာမင်းမသိဘူးမဟုတ်လားကိုလည်းမပြောပြတတ်ဘူးအစာတော့ကမင်းကိုညမလေးလိုချစ်တယ်နောက်တော့မင်းကလည်းပိုပြီးလှလာတယ်မဟုတ်လားလှလို့ချစ်တာဟာအပြစ်လားကဲပြောစမ်းလှတာဟာအပြစ်လားလှလို့ချစ်တာအပြစ်လားသူသည်စိတ်ရှုပ်ထွေးလာသလိုခေါင်းကိုရမ်းနေသည်ရထားကောင်းနဲ့ဆက်ပြီးရှန်တိန်လှုပ်ပြီးသွားပြီဟုပြောရင်နေရာမှခက်လေးလေးထားရလိုက်သည်နေအောင်လေရထားထွက်တော့မယ်မဟုတ်ဘူးကိုမေးတာပြောပါအောင်ဘာပြောရမှာလဲကိုချစ်တယ်လို့ပြောသွားလေသူသည်တလန်းနှစ်လန်းလှမ်းပြီးမှကျွန်တော်ကိုပြန်လှည့်ကြည့်သည်လူကြီးကလည်းနော်သူများစိတ်ညစ်နေရတဲ့အထက်ဒုက္ခပေးလိုက်တာဒီနေ့ငရုတ်သီးစိမ့်တွေကလည်းမရောရဘူးပြီးတော့ရထားလက်မှတ်တွေအသွားယူအပြန်ယူပါဆယ်တွေလုံနေရကုန်နေမကောင်းလို့တွန်ပစ်ခဲ့ရနဲ့တနေ့4-5ချက်ရှုံးနေလို့ငိုချင်နေရတဲ့အထက်သူကညင်ညင်ညူညူရေရွတ်ခါလူစည်းတွဲများရှိရာသို့သွားနေစဉ်တွင်ကျွန်တော်ကနေရာမှထရက်ခါကြည်နူးစွာပြုံးနေမိသည်သူသည်ကျွန်တော်ကိုရင်မောင်ကြီးဟုသုံးနေရမှလူကြီးဟုပြောင်းသွားသည်အိုတော်မှနော်သို့ပြောင်းလဲသွားသည်သူပြန်လှည့်ကြည့်စဉ်တွင်ကျွန်တော်သည်အတန်ထွက်အောင်ရီမောနေမိ၏သူသည်ရထားပေါ်မတက်မီငိုမဲ့မဲ့မျက်နှာဖြင့်ပင်နှကန်းတစ်ချက်ကိုက်ပြသွားသည်ကျွန်တော်ကဤအပြုအမူအတွက်ထက်၍ကြည်နူးစွာရည်နေမိပြန်သည်1963နောက်ပိုင်းရက်များ၌သူ့ကိုတွေ့မြင်နေကြနေရာ၌ပင်တွေ့ရသည်သူသည်ဦးကောင်းဆောင်ဆိုင်ရှိထိုင်ကုန်မှလန့်ပြီးကျွန်တော်ကိုကြည့်နေတတ်သည်မနက်မှုံဝါ၌သူ့မျက်နှာပေါ်တွင်အပြုံးရိပ်များတန်းနေသည်ရထားပေါ်သို့ရောက်လျင်မူသူသည်အခါတိုင်းကလိုကျွန်တော်ကိုတွဲဝတွင်စောင့်မနေပဲကျွန်တော်သူရှိရာတွဲသို့ပြောင်းလာသည်နှင့်တပြိုင်နက်တည်းခီးသည်များရှိရာသို့ရှောင်တိန်သွားတော့သည်ကျွန်တော်သည်တွဲဝတွင်ရက်ကြံနေခဲ့ရင်
မကြေမနက်ဖြင့်ပြုံးနေရသည်သူသည်ခီးတဲ့အများကြားမှလှမ်းပြီးကျွန်တော်ကိုမျက်လုံးဆွေကြည့်နေတတ်၏ကျွန်တော်မျက်လုံးမိပြလိုက်ရင်သူ့မျက်နှာကိုဆက်ခနဲတစ်ဖက်သို့လှည့်သွားသည်ယထာပေါ်မှအစင်းတွင်လဲသူသည်လူအများနှင့်ရောနောကတုတ်တုတ်ဆင်းသွားသည်ခက်လန်းလန်းရောက်မှမတိမတာပြုံးပြသွားသည်သူကိုနှစ်ယောက်ချင်းစကားပြောခွင့်ရရန်ဖန်တီး၍မရထို့သို့စကားပြောခွင့်ရရန်လဲကျွန်တော်သည်မကြိုးစားခြင်းအဝေးမှမြင်ကချစ်နေရသည့်အချစ်စိတ်မှာကြည်နူးစရာအဆုံအစားမရှိဟုထင်ရသည်တခါတရံတွင်သာကျွန်တော်သည်သူနှင့်လူချင်းကပ်အရှောင်း၌ချစ်တယ်ဟုတူတူပြောသွားမိသည်ကျွန်တော်ထို့သို့ပြောသွားတိုင်းသူ့မျက်နှာတစ်ပြင်လုံးထူပိန်းသွားစဉ်တွင်သူ့မျက်နှာကလေးမှာပို၍ညှိတွယ်ပွဲရာလှလာသည်ဟုထင်ရသည်ကျွန်တော်သူ့အနာတွင်ထိုင်သည့်အခါများတွင်လည်းသူ့မျက်နှာမှာထုတ်ကဲ့သို့ထူပိန်းနီမြန်းနေတတ်သည်များသောအားဖြင့်ညနေဘက်ရထားအပြန်တွင်ခရီးသည်များနှဲပါနေသည့်နေ့တွင်ကျွန်တော်သည်သူ့အနာနေရာလွတ်တွင်သွားထိုင်သည်ရွှေပန်းပင်သို့ရောက်ရင်တနေ့တာငွေစည်းရင်းများလုပ်၍ကျွန်တော်သည်သူ့တွဲသို့ကူသွားသည်